မင်္ဂလာပါရှင်ဆိုဖာ72 furniture showroom ရနေပြီးတော့ကြိုဆိုပါရရှင်ဒီနေ့ပြပေးမယ်ဆိုဖာလေးကတော့မင်းမင်းဝတ်ထားရဲ့အင်ဒီလေးနဲ့ကာလာတူဆိုဖာလေးကိုပြပေးမယ်နော်ရန်ကိုချစ်စရာကောင်းပြီးတော့ဂတိပါအသားလေးနဲ့ပြုလုပ်ထားပြီးတော့ထိတွေ့မှုအရေးအသားမှာဆိုလို့ရှိရင်လည်းလုံးဝအိဆက်ပြီးတော့ပေါ့နော်ချောမွေ့နေတဲ့ဂတိပါအသားလေးကိုအသုံးပြုပြီးတော့ထုတ်လုပ်ပေးထားပါတယ်ရှင်ကာလာလေးကလည်းဝိုင်းကာလာလေးကိုမှပို့ပြီးတော့လင်းလက်သွားအောင်လို့လဲတာအဖြူအောင်လေးနဲ့တူးကာလာလေးတွဲထားပြီးတဲ့ဆိုဖာလေးပဲဖြစ်ပါတယ်နော်ဆိုဖာလေးရဲ့အမျိုးအစားလေးကတော့ဆီလီကွန်တိုက်ကိုသုံးထားတာဖြစ်တဲ့ကြောင့်မလို့ထိုင်ရတာရောကြောမိရတာရောအစားပေါ့နော်ပြီးတော့ဒီလက်တင်လေးရအစားရှိအရန်ကိုအိဆက်ညက်ညောပါတယ်နော်ဒီမှာမင်းမှီပြမယ်နော်မှီလို့လည်းအရန်ကောင်းပါတယ်ခေါင်းလေးလည်းထိပါတယ်ရှင်ဒါလေးဆိုလို့ရှိရင်လည်းလက်တင်လေးတွေပါဆီလီကွန်လေးတွေကိုသုံးထားတဲ့ကြောင့်မို့လက်တင်ရတဲ့အရာတာလေးတွေစားအေးလေးပေါ့နော်အဲ့တော့ပင်ထိုင်လေးကြောမိတွေဒီလက်တင်တွေကအစားဆီလီကွန်တွေကိုအပြည့်သုံးထားတယ်ဆီလီကွန်တူးကာလာဆိုဖာလေးပဲဖြစ်ပါတယ်ရှင်ဆိုဖာတိုက်လေးကတော့1 2 3ပုံစံလေးပဲဖြစ်ပါတယ်နော်တစ်ယောက်ထိုင်လေးပါမယ်နှစ်ယောက်ထိုင်လေးပါမယ်သုံးယောက်ထိုင်လေးပါမယ်ရှင်ဒါလေးကတော့အခုထိုင်ပြနေရလေးကနှစ်ယောက်ထိုင်ဆိုဖာလေးပါလေးလက်လေးတွေကအစားပေါ့နော်လက်တင်လေးတွေကိုလည်းကိုကျုံးလိုင်းလေးတွေနဲ့အလှဆင်ပေးထားပါတယ်ရှင်ချုပ်သားလေးတွေကလည်းဒဘယ်ချုံလေးတွေနဲ့အလှဆင်ပေးထားပါတယ်ဒါလေးကဆိုလို့ရှိရင်တော့သုံးယောက်ထိုင်လေးပါဒီမှာချုံလိုင်းလေးတွေကအစားပေါ့နော်ဒဘယ်ချုံလိုင်းလေးတွေနဲ့အလှဆင်ပြီးတော့ထုတ်လုပ်ပေးထားခြင်းဖြစ်ပါတယ်ရှင်1 2 3ပုံစံလေးဆိုတော့လေကိုယ့်ရဲ့အေကန်ထဲမှာပေါ့နော် living room ထဲမှာဆိုလို့ရှိရင်တန်းစီပြီးတော့ပဲထားမလားဒါမှမဟုတ်ရှင်အခုဒီမှာစီပြထားလို့ပေါ့နော်ဒီမျက်နှာချင်းဆိုင်လေးပဲထားမလားကိုယ့်ရဲ့အိတ်ခဲအနေထားပုံမူတည်ပြီးတော့အဆင်ပြေသလိုထားလို့ရပါတယ်ရှင်ဒါလေးကတော့ install ရှိတဲ့ကာလာလေးပဲဖြစ်ပါတယ်เนาะအဲ့တော့ကိုက install ကာလာလေးကိုကြိုက်တယ်ဆိုလို့ရှိရင်လည်း install မှာလို့ရတယ်လို့မျိုးကိုယ့်ရဲ့အေခဲအယောင်နဲ့ live ဖက်မဲ့အယောင်လေးတွေကိုလည်းစိတ်ကြိုက်ရွေးပြီးတော့လည်း order တင်လို့ရပါတယ်ရှင် order ကြချိန်လေးကတော့တစ်ပတ်ပဲဖြစ်ပါတယ်เนาะကဲဒါလေးကစတော့ဒီမှာတယောက်ထိုင်လေးပါရှင်တယောက်ထိုင်လေးရဲ့လည်းဒီမှာကြုံတော့လူတယောက်ကောင်းကောင်းကိုကြဲဝိုးကိုထိုင်လို့ရပါတယ်ရှင်အရန်ကိုလက်တင်လေးနေပေါ့เนาะထိုင်ရတာလည်း e-set တဲ့အရာတော့အပြည့်အဝပေးတဲ့ဆီလီကွန်ဆိုဖာဆက်လေးဖြစ်ပါတယ်ရှင်အဲ့တော့ကိုကြိုက်တဲ့အယောင်လေးနဲ့လည်း order တင်လို့ရတယ်လို့ install ရှိရလေးကိုပဲမျက်မြင်သိရှိပြီးတော့ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်လည်း sofa 7 furniture ကြီးမှာလမ်းအောင်လေးလာသိရှိပြီးတော့ဝယ်အားပေးလို့ရပါတယ်ရှင်ကျေးဇူးများတင်ပါတယ်ရှင်